တနေ့မှာခပြောသီးလေးတစ်လုံးရှိရဲ့ သူ့နာမည်ကမောင်ပြောပါမောင်ပြောကအမြဲတမ်းငါမင်းသားချစ်ချင်တယ်လို့ပြောနေတတ်တယ် ဒါပေမဲ့အခြားတီးတွေကတော့ငါပြောသည်ကမင်းသားလားလူရဲကြရဲ့ ပန်းတီးကပြောတယ်မင်းကလှတာမရှိဘူးနော်တရက်တီးကလည်းမင်းကနူးညံ့လွန်းနေမောင်ပြောကနည်းနည်းဝမ်းနေသွားတယ်ဒါပေမဲ့ तू မလျော့ဘူးတနေ့မှာတော့ तू ကဟာတာတွေပြောပြီးအခြားအသီးတွေကိုရဲမောစေတယ် तू လဲချော်ပြီးအိုးဟိုငါအရှိကြီးကြောက်ပဲလို့ပြောတော့အားလုံးကအရန်ရဲကြတယ်တဖြည်းဖြည်းနဲ့အသီးတွေဟာမောင်ပြောနဲ့အတူအမြဲပျော်ရွှင်လာကြတယ်နောက်ဆုံးမှာတော့ပန်းတီကပြောတယ်မင်းကတကယ်မင်းသားပဲတည့်ရတီကလည်းပျော်ရွှင်မှုပေးနိုင်တဲ့မင်းသားမောင်ပြောတာပြုံးပြီးပြောတယ်မင်းသားဆိုတာလှတာမဟုတ်ဘူးပျော်ရွှင်စေတတ်တာပဲ